ပြန်မိတ်ဆက်ပေးလိုက်တော့အခုမှဝင်ကြည့်ရလို့လည်းရှိတော့ကမင်းအစားဆုံးလေးရတိုးထားလေးတွေဘယ်တော့ရရင်ရကျွန်တော်တို့ဒီပြစစ်စစ်စစ်ကြောင်းကနေကျွန်တော်တို့ဒီပြောင်းရွှေ့ခုရကူညီပါကမင်းတလားတက်ခဲ့တာဖြစ်ပါတယ်တလားကိုကျွန်တော်တို့ပြေးနေတဲ့အချိန်မှာကျွန်တော်တို့ရဲ့ဓာတ်ကက်ကပြေးပြီးဖြစ်တဲ့ကြောင်းကျွန်တော်တို့ရက်14ရက်ထပ်တိုးလာပါတယ်14ရက်မှာကျွန်တော်တို့ဒီနေ့ဆိုရင်9ရက်ရောက်ပဲရောက်ရှိလာပြီ။ဒါနဲ့ကျန်ရက်အတွင်းမှာကျွန်တော်တို့10ရာခိုင်နှုန်းလေးပဲကျွန်တော်တို့လက်ရှိရရှိထားတဲ့ရာခိုင်နှုန်းတော့ကျွန်တော်90ရာခိုင်နှုန်းကိုကျွန်တော်ရရှိထားပါမယ်။ဒီလက်ကျန်ရက်9ရက်အတွင်းမှာ10ရာခိုင်နှုန်းကိုပြည့်မီအောင်ဒီပါဝင်ကူညီပေးဖို့လည်းကျွန်တော်ဖိတ်ခေါ်ပါတယ်။ဒီ line လေးမှာလည်းကျွန်တော်တို့လာပြီးကူညီလို့ရတယ်လို့ SC ရဲ့ platform မှာလည်းတွားရောက်ကူညီနိုင်ပါတယ်။ကျွန်တော်တို့ဒီစစ်ကြောင်း main ဖြစ်တဲ့ဒီ UC အကြောင်း main ဖြစ်မှာလည်းလာကူလို့ရပါတယ်။ကျွန်တော်ဒီ campaign လုပ်နေတဲ့အပန်ဝါရီယာပေးမှာလည်းလာရောက်ကူညီနိုင်ပါတယ်ခင်ဗျာစုတူဘာဆိုးရလဲလွယ်ဆိုးလားဆော့တော့လားဒီလွယ်ဆိုးပဲဖြစ်မှာလမ်းပြီးထွက်ပြေးအောင်ဖြည်းဖြည်းပြောဆော့တော့ဒီလွယ်ဆိုးပဲဖြစ်မှာနော်ဟိုသူတခင်ထိလို့ထင်တယ်နော်ဒီကောင်သူတို့ထိနာဝါတော့6ပြေပြောနေတော့ပြောနေဒီကောင်ဘာမှမဟုတ်တဲ့ကောင်တို့အာညောင်းလာမတန်ဘူးငါတို့ဒီတန်ကြားဖို့တော့မတန်ဘူးဟုတ်ရောမင်းအောင်လေဘောကတစ်ဖက်နေဝီတို့ဘောကတစ်ဖက်တော့နှစ်ဖက်ပြီးတော့ကြံသေးတယ်ဒါတော့သူတို့လက်မရှိတော့လို့တရုတ်ဘောဟာတရုတ်ဘောအကောင်ကြီးပါဇက်နဲ့မားလေးစောင်းရှုံးပြီးတော့ဒီလိုမျိုးတွေပဲဒီကောင်တွေမော့နေပါဇက်နဲ့မားနော်နေဝီတို့ဘောတစ်ဖက်မြောင်းလိုက်ဘောတစ်ဖက်တရုတ်ဘောတစ်ဖက်ဒီကောင်တွေဘောကဒါပဲကျေးဇူးတင်ပါတယ်လို့ဒီလိုပါလေနော်ဘိန်းဒီများဖြန့်ကြည့်လားဒီလိုပုံလေးပဲဖြန့်ပုံကပြည့်လို့ဝါးကြည့်တာပုံဦးဆိုတာကပုံမျိုးသားတက်ဖို့ရှိတယ်ပြည်ရဲ့လို့ရှိတယ်လေလို့ရှိတယ်နော်ဘယ်လိုဒီပြန်လို့ပြန်နေအဲ့ဒါဒီစောက်တော်သားနေစောက်အောင်တော့ပြီးရောအောင်တော့ရောဗာကဲ့တယ်ဟိုဒီအဲ့ဒါလည်းကြာတယ်ဟုတ်တယ်ဟောလာစုတူဝေဆိုးဝေးရှိမှဒီကောင်ကြည့်ရဒီရောရှေ့ကြည့်ရတယ်ဒီကောင်ကြီးရှေ့မှာလာပြီးတော့တင်းပြဝေးကျင်တော့ရပြန်သွားတဲ့ကောင်ကြီးတော့ကြည့်ကြည့်ရှေ့လာဒီလူတွေမှာလူချင်တာယူရချင်တာယူအိမ်ညိုမီရှို့မလို့ရဲ့ဒီပိုး PNO တွေပြီးရင်မင်းတို့မီရှို့ပြီးငါတို့လွှဲချငါတို့ပြည်သူအိမ်အရှောင်းအစားမယူဘူးမီရှို့ဖို့ပြောနေနော်မီရှို့ပြီးတော့ line မတင်PDF တွေ brand တွေဘာလုပ်တယ် PDF တွေမှာအဆောင်ချင်းမရှိဘူးနော်တော်တိုင်းနော်ရှိမှပိနေဟာကြောမင်းတို့တက်မလာရင်ပြီလားအားမဟုတ်တော့ဒီမှာလူရတက်လာကြတာငါမဟုတ်တော့စက်လေးခိုးတယ်ဟိုမှာဆိုပါလေလီဖြန်းနေတဲ့လူစက်အများကြီးအောင်လီဖြန်းနေလူဘာလို့လုံးနေလို့လေပြီးဓာတ်နဲ့ဒီထားရတာစက်ကြီးကုန်လူဟာရွှေကြီးအဲ့ဒါတခုပဲပို့ဆိုရအောင်ဆောက်ချက်လည်းမရှိဘူးဘာမှမလုံးနေလို့တော့အောက်ပိုင်းလီဖြန်းနေလို့လေပြီးချက်ပြီးတော့စက်ရွှေကြီးပါအဲ့တော့ဘိုးကြီးတယောက်နဲ့ဖိုင်တယောက်ဒီကောင်းနေကျူတုတ်ခဲ့တယ်အိမ်တော်နောင်းอ่ะတို့ဖူးယူလားကျူတုတ်ခဲ့နော်ဟုတ်တယ်ကျူတုတ်ခဲ့ပြီးအိမ်တော်နောင်းမှာထားခဲ့ပြီးတော့ဖွာယူကျတော့ဒီကောင်းနေတတ်သွားတယ်ဖူးကြီးကလည်းဘေးဖြတ်နေတဲ့သူဆိုတော့ဒီကောင်းနေလောက်သွားတယ်လူစိတ်ကိုမရှိတာပါမင်းတို့လူပြောရင်လည်းမင်းတို့တန်းကခွေးလို့ပြောမယ်ဆိုတော့မှအများကြီးအခုကျွန်တော်ခွေးလေးတီးတီးဒီကောင်မွေးထားတယ်ဟောတခင်ပေါ့ဘယ်လောက်တိတက်လဲနော်လူကောင်းနေခွေးလို့ပြောရင်တော့မင်းကောင်းနေတန်ဘူးပြည့်လူကြီးနားလေတီးတယ်ဖြင်းတယ်တီးဒီမှာပြည်ပြန်တီးရကောင်စောက်တော်သားလေးပြည်ပြန်တီးအားပါထုံးလေးညီဝင်ထိုးရဲ့ဘောငုံလိုက်တော့တဲ့ဟိုအဲ့ဒါဒီကောင်တို့ဖြစ်သွားမှာပေါ့တရုတ်ဘောတစ်ဖက်မင်းဟောလိုက်ဘောတစ်ဖက်ညီဝင်ထိုးဘောတော့ဒီကောင်လည်းငုံထားမှာငုံလေးငုံနေရတယ်မှာပါပဲဒီကောင်ဘူးလက်ရှိလေ
မင်းတို့ရဲ့ထက်ကတော့ရှိသေးရဲ့ပေါ့မင်းတို့ရဲ့ထက်ကပါ ဒီအောက်ကန်တီ အောင်ခန်းဒီနော်အောင်ခန်းဒီကဘာမှလုပ်နေတော့သိနေပါ යි ဒါလည်းဖျောင်းစီမျိုးကဓာတ်ပုံရှိပြီးတော့ဥချနေတော့မင်းတို့ပြန်လို့ပြန်နေပဲဥချဟိုမင်းတို့လောက်သွားပြောသေးလားစီဝါရီအကွက်ခွေးနေတယ်လောက်သွားတာမင်းတို့စောက်အောင်လို့မရှိလေးလာပါမှတ်သားပါကျိုးမဲ့လိတ်ဖို့နေခေါင်းတုံးပါပြီးတော့ ဒီထက်လေးပြန်လို့ရေးစစ်ခွေးနဲ့ပေါင်းပြီးဒိန်းဆိုင်ဖို့လောက်ကြီးလေးကောင်းပြီကြီးဦးတိပါလေတဲ့ ဖြစ်တယ်လေ အမှန်တရားကြီးတိတ်ပြောနေဘူးပဲငူလောမယ်ဟိုဒိန်းပဲစိုက်တဲ့တာ ဒီမှာ ဒိန်းပဲစိုက်တဲ့တာမဟုတ်လက်ဖက်ကင်းလေးကဘဲပြသေးရဗျာ ဒီမှာလေးပြောလိုက်ကြတယ်ဒီမှာနေနေများပါလားအကောင်လာခွန်ကြီးကဝင်ဟောင်းသွားတာပေါ့ခစ်တဲ့လေစစ်တပ်ကိုစောင်းကောင်းမထုရတော့ဘောင်းသားပို့ပြီးတင်နေပြီငါတို့ပို့ပြီးတင်ပေးနေတယ်လို့ပြောချင်တာပေါ့စောင်းကောင်းထုရလားမထုရလားမင်းတို့အသုံးယုံသိနေတော့ပြောပြလိုက်ပါမယ်အကောက်တူရင်လည်းအကောက်တူနေဝင်ဟောင်း မပြောနဲ့အကောက်တူနေပဲဝင်မှန်ရေးရလားလားဟမ်တင်ရဘယ်သူလဲလို့ဒီလားပြောပြလိုက်မယ်ဘယ်ပြောရမလဲသူကပါလေဘောက မန်းစမ်းမှာဘယ်လိုကောလဲမန်းမှာအကောက်စစ်တွေနဲ့လာခဲ့စမ်းမှာ ဟုတ်ပါဘူး official အကောက်တွေနဲ့လည်းလာလို့ရပါတယ်ဘယ်လို fake အကောက်တွေနဲ့လာနေကြရလဲဘာလဲကြောက်တာလားလား မို့လေသူတို့ကအဲ့လိုမဟုတ်ပါဘူးသူတို့ကဒီတစ်ခေါက်ဖွင့်လို့ရှိရင်ကွာ6800ရတယ်နောက်တစ်ခေါက်ဖွင့်နောက်တော့6800ထိုက်ရအဲ့အတွက်သူတို့ကအကောက်တွေအများကြီးဖွင့်လာတာတစ်ခေါက်ဖွင့်ကွာတနေ့ကိုနေသားကနေတွက်ချေကြိုက်ရင်တည်မှာသူမိသားစုတွေလည်းရုံးကန်တာပေါ့ official ခွင့်လို့လိုက် ကောက်လို့ဘာလို့ပြော မလောက်ရင်ငါတို့စီမှာအယိုးလောက်ခိုက်လို့ရတယ်ဒီပဲလေ ဆောက်တော့တိုင်းအင်္ဂလိပ်လိုနားမျိုးဘာလို့ပြောရတာအကောင့်တူလို့ပြောရတာဒီကောင်က ဟုတ်တယ် ဟို sorry တိလားအင်္ဂလိပ်လိုပြောမိသွားရင်လေဟိုဟာ sum တက်ပြင်တက်တယ်မှဟိုဟာခုမှသတိပြန်ထားမိလဲလို့တိလားနော်တိလား sum တက်ပြင်တက်တယ်မှခုမှသတိထားမိလဲ sorry နော်နောက်ခါကျရင်ဒီမှာလိုပဲပြောမယ်တိလားအင်္ဂလိပ်လိုမပြောတော့ဘူးနော်တိလားကောက်တူးနဲ့လာမဟောင်းပါနဲ့ဟောင်းချင်းကောက်စနဲ့လာဟောင်းပါနော် ဘာမှလောစာရေးပြနေရ ဟောမေဝါလို့ကျိုးစိုးပါလို့ပြောရအောင်မှတ်ထားလိုက်အောင်တိလားတခါတည်းစာနဲ့ဘောမရှင်တခါတည်းမှတ်ထားလိုက်နော်အင်္ဂလိပ်စာရေးပိုင်ဘယ်လိုပြောရမလဲဟိုဟာဒီ live လွှင့်လိုက်တော့မှဟိုဟာငါအင်္ဂလိပ်စာတက်သွားတယ်ဆိုပြီးဂုဏ်ယူနိုင်အောင်လေတိရစောင်းနဲ့ never live မှတ်ထားတယ်နော်တိလားတိလား 600ရှိရသားတွေလို့ရတော့ဟိုတစ်ခေါက်ကျွန်တော်တွေးလိုက်တာဒီဟိုခင်ရပါ โอเคရပါအဲ့ပေကနီးပဲရ ဒီနေ့ပေါ့နော်ဒါကျွန်တော်ကဟိုအသေးရွယ်ရဆိုတော့ဒါကျွန်တော်တို့ရဲ့ဘိုးတော်ရှိရအောင် ဖိုး ဒါပေမဲ့ ဟိုငါတို့ဖွာ ပြီးညဆိုရင်တော့ပြီးညဆိုတော့ကျွန်တော်အိမ်ကမွေးထားတဲ့ဟိုနွားတာတာလောက်မရှိဘူးဟုတ်ခင်ရတော့ကျန်းမာရေးတော့ပါတီလုံးတဲ့ခါမှာတော့မဲဆွဲရတဲ့အချိန်မှာပေါ့တော့ဘလောက်ပေးမယ်စံပနေတိမ်ဘလောက်ပေးမယ်သူမဲလာဆွဲတာပေါ့ဆွဲတဲ့အချိန်မှာသူအဲ့လိုမျိုးရှေ့ရက်မှာတော့ဟိုဒီသူရဲ့ပါတီအလံကိုင်ပြီးတော့ပါတီအားပေးတဲ့ဘာညာလုပ်တဲ့ဆိုတော့ပေါ့ဒီစံဘလောက်ပေးမယ်ငွေကြီးဘလောက်ပေးမယ်နောက်နေ့ကျတော့ပြည်သူအထားကြီးရှားပြလာပါတယ်ရှေ့ရက်မှာစံပေးမယ်ပြောပြလဲမပေးဘူးဆောင်းရှေ့ရပေးမယ်ဆိုပြီးလည်းမပေးဘူးဟိုလိုင်းမော်ဒီကိုတက်လာသေးတယ်ပေါ်တင်လိန်တော့နော်ဒါမျိုးကောင်းနေစစ်တပ်ပါဒနာကြီးပေါ့တကယ်ပေါ်တင်ကိုလိန်သွားတဲ့ဟာနော်ပေါ်တင်ကြီးက ငါတို့ချစ်ရတဲ့ဥခိကြီးပေါ့ဥခိကြီးတို့တင်တာလေးတစ်ခုထပ်ဝင်ရေးလိုက်ငါတို့ပြေးမှာတူးပြီးဗီဒီယိုတစ်ပုတ်ရိုက်ပေးထားပြီနော် ဟုတ်တယ်ဟုတ်တယ် တူးရိုက်ပေးထားပြီဝင်ကြည့်ပါဦးနည်းနည်းပါခင်ဗျားကိုရိုက်ပေးတာစေတနာနဲ့ ဝင်ကြီးမယ်အဲ့ဒါပေးမှတင်ထားတယ် အာဘဝါရီကပြေးပါအခုကံမီးလုံးနေ အပဝါရီကပေးမှတင်ထားအောင်နော် ဖန်ရီစာပြေးပါဝင်ကြည့်ပေးအောင်နည်းနည်းပါမင်းတို့ share ပါမင်းတို့ကြက်ဖို့အတိုင်းဝိုင်းရတယ်မင်းတို့တော့ရိုက်ပေးထားတာ တော့ပြကြည့်လိုက်ပါဟိုချဲပြီးတော့မင်းတို့ရဲ့ဒီခင်ကြီးနဲ့မင်းတို့ရဲ့ဘောမနေတဲ့မယောင်းနိုင်နဲ့တော့ပြကြည့်လိုက်ပါနော်ဗီဒီယိုလေးကတော့ဒါတော့အမှန်တကယ်တော့ဒါကျွန်တော်တို့ကဒီပြောမလဲဟိုပုံမှန်နေထားပဲရိုက်လိုက်တာပါဒါတော့နည်းနည်းလေး စေတနာပို့သွားတာ စေတနာပို့ရိုက်တာတော့ပုံမှန်နေထားပဲဒါပေမဲ့မူးဝင်သွားပါမူးဝင်သွားတဲ့ခါမှာ လှုပ်ပေးခြင်းတော့ ဟိုပါတယ်မူးဝင်သွားတဲ့ခါမှာဟိုဖြစ်သွားပါအဲ့ဗီဒီယိုတော့ပြပြီဆိုလည်းဒါမှမပြနဲ့လေနော်ဒီပါတယ်ဆရာခိုးအဲ့ဖီလေးဝယ်လိမ့်သွားလိမ့်ပါ ကဲဒီမှာ
ဖြည့်ပေးလိုက်ပါဦးမယ်အခုကြာရင်တော့ဘယ်လောက်ရပြီလဲရှင်ဟုတ်ကဲ့ပါကံမင်းလေးကြောင်းပြန်တော့အောင်နည်းနည်းများသွားတယ်ခေါ်လိုက်တာဒါသူမတည်သေးလို့မတည်သေးဘူးကျွန်တော်တို့ကံမင်းကအခုကျွန်တော်ပြောင်းရွှေ့ဖို့ကကူညီပါဦးကျွန်တော်တို့ UC ကလုပ်နေတဲ့ကံမင်းကအခုဒီနေ့ဆိုရင်90ရာခိုင်နှုန်းရပြီပေါ့နော်နောက်တော့ကြံနေသေးရတော့6ရက်ခွဲပေါ့6ရက်ခွဲလောက်ကြံသေးတယ်ပြီးဖို့ကံမင်းပြီးဖို့6ရက်ခွဲလောက်ကြံသေးတယ်ဗျာဒီနေ့ပါလို့ကျွန်တော်10ရာခိုင်နှုန်းလိုပါသေးတယ်ကြံရှိနေတဲ့10ရာခိုင်နှုန်းဝိုင်းကူပေးကြပါအခုကျွန်တော်လိုက်လွင့်နေတဲ့ဟီယာလုံးနေတဲ့အချိန်မှာလည်းဓာတ်ရိုက်ကူညီပေးလို့ရပါတယ်ကမရှင်မလည်းလင်းနေအများကြီးရှိပါတယ် အညာရောအလေးခုချိန်မှာခွက်လေးရှာထားတယ်ကျွန်တော်ကတော့အတူခဲရနော်ခင်ဗျားတို့ဘောမတလိုက်ဆိုဖို့ဖြုတ်ဖို့နော်ခင်ဗျားတို့ဆိုမှခင်ဗျားတို့ကဘောပဲမှာလားတက်မလို့လားဒီတက်မလို့လား တင်တာအေးလားတန်တာအေးလားဗာလေနမရဘယ်လိုလဲရှေ့မှာခွက်လေးချတာခွက်တော့မချတာညီမလေးဒုတ်တော့ချတာဒီချိန်တာညီမလေးကို ဟာညီမလေးဘယ်လိုပြောရမလဲဟိုပါပေါ့ငါတမီးပြောလိုက်မယ်နော်မင်းကလေးဆိုတော့မင်းကလေးချင်းနဲ့ရန်တွေ့တော့မင်းကလေးချင်းတွေ့ယောက်ျားနဲ့ဖြစ်ရင်သိရမလားဟိုပါလေတစ်ခါ ဒီလိုက်နိုင်ကျင့်နေဖြစ်နေရော ဟိုဒါကျင့်တာမဟုတ်တာယောက်ျားလေးနဲ့မင်းကလေးနဲ့ဖြစ်လိုက်တာဆိုရင်ယောက်ျားလေးကမင်းကလေးကိုနိုင်နေဆိုပြီးတော့စကားကြီးထက်လာမယ်လေဟုတ်တယ်မလားအဲ့တော့ဂဲတူဂဲပဲဖြစ်မယ်ဟုတ်ပြီလားနော်ပြပြမယ်ခွက်တော့မချတာကိုသိလားဘာလို့လဲဆိုတော့လေဟိုဟာပြောရမလဲဟိုခွေးလိုမျိုးလေလိုက်ပြီးလူနေရလည်းမဟုတ်ဘူးเนาะအနိုင်ကျင့်ပြီးယူနေရလည်းမဟုတ်ဒါပြည်သူဘက်ကလူလူလလရတဲ့ကမ်ပိန်းဖြစ်တယ်အဲကြောင့်ဟိုဘယ်လိုပြောရမလဲခွက်ပြီးတောင်းစားနေရလည်းမဟုတ်ဘူးဒါအလှခံနေတဲ့သဘောပဲဟုတ်တယ်เนาะဒါအလှလိုက်ခံတာပဲရှိတယ်เนาะကိုခွေးလိုမျိုးလေဟိုလိုလိုက်တက်လိုက်ဒီလိုလိုက်တက်လိုက်ဟိုလိုရှိရအနေဘယ်လိုပြောရမလဲဟိုလိုရှိရလိုက်ပြီးတများတိုင်းလိုက်ဟိုလိုရှိရလိုက်ပြီးတော့တောင်းလိုက်တယ် လိုက်ယူကိုစိုးလူနိုင်ကိုစိုးလူ ပြောချင်တာတို့ကကျွန်တော်တို့လုပ်တဲ့ကံမင်းကကျွန်တော်တို့တဲ့ကျွန်တော်ခွက်ချထားတဲ့ဆိုတော့ကျွန်တော်တို့ကပြည်သူကလူလူလာလာနဲ့တူရဲမျိုးကျွန်တော်တို့က ပြည်သူကဒရာလို့လှူရမင်းတို့လိုမျိုးလေဗင်ထားထောက်ပြီးတောင်းနေတာပေါ့ လေဘေးဓာတ်တော့ပြီးတောင်းတယ်ပြည်သူရဲ့ဘဏ္ဍာငွေကိုမလို့အောင်နေရအလွယ်သုံးကားလုပ်တယ်ပြည်သူဘဏ္ဍာငွေလောက်ကျန်တယ်ဘယ်လိုစိတ်ခွင့်ရှိလားပြည်သူတရားမစိတ်ခွင့်ရှိဘူးမလို့အောင်နေလုံးစားတော့အခုပြည်သူလူလာတဲ့ငွေကျွန်တော်တက်မှာအဝင်အထွက်အကုန်ရှိတယ်စစ်ရှင်လာစစ်လို့ရတယ်နော်စင်ရင်တရားအကုန်ရှိတယ်အဝင်အထွက်အကုန်ရှိတယ် ပြီးတော့ကျွန်တော်ကမ်ပိန်းတွေအများကြီးလုပ်တယ်ကျွန်တော်တို့အဖွဲ့ဆိုကမ်ပိန်းဒါနဲ့ဆို၄ခု၅ခုလောက်ရှိတယ်ကျွန်တော်တို့လုပ်ခဲ့သမျှကမ်ပိန်းတိုင်းဒီချက်ပြားမှမချန်ကျွန်တော်တို့ကမ်ပိန်းပြီးဆုံးသွားတယ်ပြည်သူကိုအတီတလေးချိန်ညာတွေဘာသုံးတယ်ဘယ်သုံးဆွဲတယ်ဘယ်နေရာမှာဘာသုံးဆွဲတယ်ဆိုတော့တရားဝင်ချပြတယ်ပြည်သူလူတဲ့ငွေနဲ့ကျွန်တော်တို့တက်တွေကပြည်သူတော်လိုင်းတက်တွေကတိဆောက်ထားတာကျွန်တော်တို့ပြည်သူလူတဲ့ငွေဒီချက်ပြားမှအလကားမသုံးဘူးအိတ်ထဲမထည့်ဘူးကျွန်တော်တို့မင်းတို့လိုလည်းမဟုတ်ဘူးငါတို့ကနော်ငါတို့ကပြည်သူလူတဲ့ပတ်စံနဲ့အကောင်းဆုံးငါတို့တိဆောက်တယ်တက်တွေကိုတိဆောက်တယ်ငါတို့တော်လိုင်းရုပ်အများဆုံးပြီးအောင်နှိုင်းလို့အများဆုံးဖြစ်အောင်ငါတို့ကညရွှေလိုင်းတွေပေါ်နေငါတို့ကကြိုးစားတယ်ပေါ့ဒီမှာလေးသိထားတော့ PDF တွေကမယူနိုင်မဲထားသွားရင်ဒုက္ခတွေဒီမှာလေးလုံးပါဦး ဒီမှာလေးပြောလိုက်ပါတက်ပြောတော့ ပြောလိုက်ပါဦးနော် ဒါကျွန်တော်တို့ပြောတဲ့ကျွန်တော်တို့ကဟိုဘယ်လိုမလဲ ကိုခေါက်လို့ကဟိုမင်းလေး PDF ဖြစ်တဲ့ကိစ္စကိုသိရမှာမင်းလေးယောက်ျားလေးဖြစ်တယ်ဖြစ်ပြီးတော့မှဒီလိုက်ကို record ယူတော့သွားပြီးပြပြီးလှုပ်ရှားနေပါဘူး ပြောတာဘလို့ဝိုင်းပြောရအောင်ပြောလိုက်အောင်တစ်ဖက်နော် တစ်ချက်ပြောလိုက် ခွေးတို့ညီမလေးတို့ကိုဘယ်လိုမျိုးထားလဲချက် ပြောလိုက်ပါ အမဘာလဲဟိုဟာလေအမပုံစံကြည့်ရတာလေအမလူမျိုးညီမကြိုက်ကုန်းဖြစ်နေမယ်ထင်လို့လားမသိဘူးနော်တိလားကတော့အနေညီမအနေတက်ကြီးရဲ့လူရှိနေတောင်းမှမှာလေတိလားအမလူလေးလုံးမြင်ကုန်းမဟုတ်တိလားညီမနော်ညီမတို့ဖွဲ့တွေကလည်းဘာဖြစ်ဘယ်လိုပြောရမလဲညီမတို့ဖွဲ့တွေကလည်းဒီလိုလူစားမျိုးတွေမဟုတ်ဘူးနော်အမတို့လိုပြောတိလားအဲ့ဟိုဘယ်လိုပြောမလဲခွေးတွေကိုပိုးပွက်ပြီးတော့လေခွေးတွေလုံးတရမ်းရမ်းနဲ့အောက်ကမျောနေတဲ့လူမဟုတ်ဘူးတိလားပြောပြမယ်နော်ကိုရီပြောနေပြန်ပါပြီပြည်သူရဲ့ယုံတော့တဖြည်းဖြည်းပေါ်လာပြီအပြစ်မဲ့ပြည်သူတွေကိုလိုက်တက်နေကြတာတဲ့အမမြင်လားပြည်သူတွေကိုတက်နေရလားပြည်သူတွေကိုတက်နေရလားပြည်သူတွေကိုကိုရီးယားကဲနေရလားစဉ်းစားတော့အမထမင်းစားပြီးကြည့်ရလားချီစားပြီးကြည့်ရလားဟမ် မင်းတို့လူကြောင်နေလို့လာကြည့်လိုက်မင်းတို့သိလိုက်မယ် လာခဲ့လိုက်ပါမချောင်းလာခဲ့လိုက်ပါသိလားနော် အိမ်ထဲကနေတနေ့လုံးဝတနေ့စားရဲအိမ်ထဲကနေငုတ်တုံးထိုင်နေတယ်ဖတ်ပြီးလာကြည့်လိုက်ဘယ်နေမှာဘာဖြစ်နေလဲ ဟုတ် ဆို ပြီ လေးလာကြ ဟု ည့် တ်ပြီအပိုတွေပြောနေပြန်ပြီးထားပါအောင်အဲ့ဆိုအမားတို့ဘက်ကအမနေတဲ့ဘောတွေခွေးတွေအမောင်ကြီးကောင်းခဲ့တဲ့အကြောင်းရှိညီမတို့စာလေးတစ်ကြောင်းပဲထောက်ပြနော်စာလေးတစ်ကြောင်းပဲနော်တစ်ကြောင်းလည်းမပို့ပြော ချပြ ဆိုကြတယ်ခြားကြတယ်သူတို့ဘက်ကမဟုတ်ကောင်းကြီးခံရင်းဦးလို့ပေါ့တင်ထား Telegram channel တွေကစဝင်ရှုလာပို့နေတယ် မင်းတို့မရောက်လာနော်ပြည်သူဘယ်လောက်ထိလောက်ကြံခဲ့လဲတော့စစ်ကိုစစ်နဲ့တူအောင်တိုက်နော်ငါတို့လည်းယောက်ျားမင်းတို့လည်းယောက်ျားစစ်ကိုစစ်နဲ့တူအောင်တိုက်ပြင်းမဲ့ပြည်သူမင်းတို့ကဘုံနဲ့ကြည့်အောင်
နော်ပြီးရင်တောင်းပြန်ပြီးမြို့တွေတရုတ်ဘောမပြီးတော့တောင်းမဒါလေးပေးပါအောင်ဒါလေးတောင်းပေးပါအောင်ဒါလေးတောင်းပေးပါအောင်ဟောတေးအောင်မားတဲ့ကောင်လေ